2025 ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကနေစတင်ခဲ့တဲ့ကျောင်းပြူတိုင်ပွဲတွေဟာလက်ရှိမှာအချိန်3လကျော်ကြာမြင့်လာနေပြီးတော့အေးတပ်ဖွဲ့ဝင်တွေမြို့နဲ့6မိုင်အနီးအထိတိမ်ပိုက်ထိန်ချုပ်ထားတယ်လို့သိရပါတယ်။လက်ရှိမှာအမှတ်32ရေတန်းရင်အနီးမင်းတပ်တောင်နဲ့နှမ်းပေးတောင်ကျေးရွာအနီးမှာရှိတဲ့ကာကင်းစခန်းတွေကိုအာရခတပ်တော်ကတိမ်ပိုက်ထားပြီးတော့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတယောက်အပါအဝင်တခြားအဆင့်တပ်ဖွဲ့ဝင်အများအများဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေဟာတညာဝတီရေတပ်ဌာနချုပ်နဲ့အမှတ်32ရေတန်းရင်အနီးမှာရှိနေတာဖြစ်ပါတယ်။အဲဒီလိုအာရခတပ်တော်ရဲ့စစ်ရေးအောင်မြင်မှုနဲ့အတူတခြားတစ်ဖက်မှာလည်းကြောက်ဖြူတိုက်ပွဲကိုရန်နာဖို့အတွက်တရုတ်ကဖိအားပေးနေတယ်လို့သိရပါတယ်။အေအနေနဲ့ကြောက်ဖြူထိုးစစ်တွေကိုရပ်တန့်ဖို့ပြီးခဲ့တဲ့မတ်လကုန်ပိုင်းမှာတရုတ်အထူးကိုယ်စားလှယ်တင်းရှီကျွင်းကပြောဆိုခဲ့ကြောင်းARDသတင်းဌာနမှဖော်ပြပါတယ်။ဒါပေမဲ့လည်းဇွန်လ4ရက်နေ့ညနေပိုင်းကစစ်ကောင်စီရေတပ်ကနေအာရခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားရနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့သိရပါတယ်။တရုတ်စီမံကိန်းရွှေတဘာဝတန်းငွေတန်းစင်တဲ့ OGD စိုက်ရုံဟာကျောက်ဖြူမြို့နဲ့6မိုင်အကွာအဝေးမှာရှိနေပြီးတော့တန်းငွေပိုင်းလိုင်းအနီးဝန်းကျင်တို့မှာဇွန်လ3ရက်နဲ့4ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီလိုပါပဲ10-20စစ်စင်ရင်ကိုဥဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်3ဖွဲ့နဲ့စစ်ကောင်စီအကြားတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့တရုတ်ဟာအခုနှစ်အစောပိုင်းကစတင်ပြီးတော့ဖိအားပေးမှုတွေဆက်တိုက်ရှိနေပါတယ်။တရုတ်ရဲ့ဖိအားကြောင့် MNDAA ကသိမ်းပိုက်ရရှိထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီစီကိုပြန်ပေးခဲ့ရတဲ့အတွက်ကျောက်ဖြူမျိုးသိမ်းတိုက်ပွဲအပေါ်တရုတ်ရဲ့ဖိအားပေးလာမှုနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကစိုးရိမ်မှုရှိနေကြပါတယ်။ကိုမျိုးကိုလူမျိုးကိုတက်ကတင်လိုက်တာဆိုတာဒါကတော့သူတို့ပြောစရာမလိုဘူးဒီကောင်းကျိုးတွေပဲရှိမှာပေါ့နော်မတင်ပဲကြမ်းကြနေတယ်ဆိုရင်တော့ပြည်သူတွေအတွက်ဒုက္ခတွေများနိုင်တယ်ဥပမာဒီတော့အခုကြောက်ကြုံမှာတောင်းနေရှိတဲ့ပြည်သူတွေကဆွေးနွေးရှောင်နေရတယ်ဆွမ်းနေရခါတွေစီမံပြေကြအောင်ကျန်းမာရေးဆိုင်ရာတွေစီမံပြေကြအောင်အဲကိစ္စတွေကဒီအရှင်ကြာလာနဲ့ညပြည်သူတွေကတောင်းခိုင်းနေမှာမဟုတ်ဘူးပေါ့နော်ကျောက်ဖြူမြို့နယ်မှာတရုတ်နိုင်ငံရဲ့မဒေးကျွန်းရေနက်စိတ်ကအပါအဝင်ရေနံနဲ့တဘာဝတန်းဝဲပိုက်လိုင်းစီမံကိန်းအထူးစီးပွားရေးဇုံနဲ့တခြားစီမံကိန်းတွေများစွာရှိနေတဲ့အတွက်အာရခတပ်တော်ကိုဖိအားပေးတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒါပေမဲ့လည်းရခိုင်ဒေသဟာတရုတ်နဲ့အင်းနီးချင်းမဟုတ်တာဟာပထဝီအနေအထားအာသာချက်တွေဖြစ်တာကြောင့်ရှမ်းမြောက်ဒေသကချင်ဒေသတွေပုံစံအာရခတပ်တော်အနေနဲ့တရုတ်ဖိအားအပေါ်စိုးရိမ်စရာမရှိနိုင်ဘူးလို့နိုင်ငံရေးလင်းလာသူတွေကသုံးသပ်ကြပါတယ်။တရုတ်ကတော့ဒီတရားဖိအားပေးလို့မရဘူးပေါ့နော်။ဘာလို့ဆိုပထဝီနေထားရလေဒီရခတ်တော်ရဲ့ပုံမှာတရုတ်ရဲ့လွှမ်းမိုးမှုကပထဝီနေထားရလေမရှိဘူး။နောက်တစ်ချက်ကတော့ဒီကြောက်ဖြူမျိုးရဲ့ဒီ80-80ရာခိုင်နှုန်းလောက်ဝယ်တော့အုပ်စုထားတဲ့ရှင်ဆိုပေါ့နော်။တရုတ်အနေနဲ့ဒီဖိအားပေးရမှာမဟုတ်ဘဲနဲ့ပေါ့နော်။သူကျူစီပေါ်အတွက်ကာကွယ်ဖို့ဆိုလို့ရှိရင်နဲ့ဆွေးနွေးရမယ်ဒီထားလို့မြင်နေအဲ့ဒီလိုပါပဲကျောက်ဖြူမျိုးမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအာရခတပ်တော်ရဲ့လက်ထဲကိုရောက်ရှိနေပြီဖြစ်တယ်လို့ရခိုင်ရင်းနှံစောင့်ကြည့်ရဲ့အဖွဲ့ကဧပြီလ22ရက်နေ့ကထုတ်ဝေတဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ကျောက်ဖြူမျိုးနယ်မှာရှိတဲ့ကျေးရွာအုပ်စုပေါင်း54ခုထဲက50လောက်ကိုအာရခတပ်တော်ကထိန်းချုပ်ထားပြီးတော့မျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့စစ်ရေးအင်အားအပြည့်အဝရှိနေတယ်လို့လည်းရခိုင်ရင်းနှံစောင့်ကြည့်ရဲ့အဖွဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ရခိုင်ပြည်ကမြို့နယ်19ခုထဲက14မြို့နယ်ကိုAAကသိမ်းပိုက်ထိန်းချုပ်ထားပြီးတော့စစ်ကောင်စီကကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့တို့ကိုသာထိန်းချုပ်ထားနိုင်ပါတော့တယ်။